ဒီကနေ့လေ့လာရမယ့်သင်ခန်းစာကတော့ကရိယာထုပြုပုတ်ထားသူတစ်မျိုးဖြစ်တဲ့ထွေဝိဘတ်ပါတယ်နေရာပြပုတ်အထားသူလေးဆောင်မယ်ဖြစ်ပါတယ်ကဲထွေဝိဘတ်ပါတယ်နေရာပြပုတ်အထားသူလေးဆောင်လေ့လာကြည့်ရကရိယာထုပြုပုတ်တွေကိုသက်ဆိုင်ရာကရိယာနာမှာနိနိကကထားရမယ်ဆိုတာကိုရှေ့သင်ခန်းစာတွေမှာသိခဲ့ပြီးပြီဒီတော့အခုတွင်ပါတဲ့ကရိယာထုပြုပုတ်ကိုလည်းထုံးစံတိုင်းပဲသူ့ရဲ့သက်ဆိုင်ရာကရိယာနာမှာပဲနိနိကကထားပေးရမယ်ဒါမှသာလျှင်အဓိပ္ပာယ်ကရှင်းရှင်းလင်းလင်းဖြစ်မယ်အဓိပ္ပာယ်မလွဲမှာဖြစ်ပါမယ်ထူးထူးတော့မရှိပါဘူးရှင်သာရကလေးကြည့်လိုက်ရင်ရှင်းသွားမှာဖြစ်ပါတယ်သာရကလေးကြည့်အောင်ခေသာရကဖတ်ကြည့်အောင်ပါစာသင်ခန်းတွင်လိမ်မပြောရန်တပည့်များကိုဆရာကဆုံးမသည်စာသင်ခန်းတွင်လိမ်မပြောရန်တပည့်များကိုဆရာကဆုံးမစာဖတ်ပြီးပြီဆိုတော့ခါကျတော့လေဒီစာကြောင်းရဲ့အဓိပ္ပာယ်ကိုစဉ်းစားရတာတွေးကြည့်တာပေါ့စာသင်ခန်းထဲမှာလိမ်မပြောဖို့တပည့်တွေကိုဆရာကဆုံးမဒီသဘောကိုသိရအောင်ဆုံးမတဲ့နေရာလားဒါမှမဟုတ်ရင်ဘယ်နေရာမှာလိမ်မပြောနဲ့လို့ဆိုလိုချင်တာလားဒီလိုမျိုးစဉ်းစားလိုက်ရခါရီစာကြောင်းကိုဖတ်တာမန်လေးပဲကြည့်ပြီးတော့ဖတ်သွားရင်တော့ဟာဆရာကတပည့်တွေကိုဆုံးမနေတယ်လိမ်မပြောဘူးဒီတော့စာသင်ခန်းမှာလိမ်မပြောဘူးဆရာကဆုံးမရဲဆိုတဲ့သဘောကိုသိရပါဒီနေ့နေရာတွေမှာလိမ်ချင်လိမ်ပြောပေါ့ဘာမဖြစ်နိုင်ဘူးလေဒီစာကြောင်းကအတိတ်ပဲလေးကလွဲမှားနေတယ်ဘာဖြစ်လို့လွဲမှားရတာလဲကြည့်လိုက်တဲ့အခါမှာဟောဒီတွင်ဆိုတဲ့ဝိပတ်ကလေးပါတယ်ကရိယာအထုပြုပုတ်ကလေးဒီဘာနဲ့ဝေးနေတာလဲဆိုတော့သက်ဆိုင်ရာကရိယာလေးနဲ့အင်မတန်အလန်းဝေးနေတာဖြစ်တဲ့အတွက်ကြောင့်ဒီမှာအဝေးကြီးပဲဖုံးဆက်ခေါ်လို့ရတယ်ပေါ့လေနော်ကဲအဲ့တော့လန်းဝေးနေတဲ့အတွက်ကြောင့်အတိတ်ပဲကြီးကဟိုလိုဒီလိုဖြစ်နေတယ်ဒါဆိုရင်ဘယ်လိုလုပ်မှာတော့အတိတ်ပဲတိတိကျကျထွက်ဖို့ရတော့သူပြောထားတဲ့ပုံစံတိုင်းကရိယာထုပြုပုတ်ကိုသက်ဆိုင်ရာကရိယာနာမှာပဲထားပေးရအဲ့တော့ဒီစာကြောင်းကကရိယာထုပြုပုတ်ကလေးရှာရအောင်အပေါ်မှာခေါင်းစဉ်လေးပြောထားတယ်ဒွင်ဝိဘတ်ပါတယ်နေရာပြပုတ်လို့ပြောတဲ့အတွက်ကြောင့်ဒွင်ဆိုတဲ့စကားလုံးလေးကိုအရင်ရှာလိုက်တော့ဟောဒီမှာဒွင်လေးတွေ့ပြီဒွင်ရဲ့ရှေ့မှာရှိတဲ့စကားစုကလေးဒါလေးဒီဘာဖြစ်မလဲဆိုတော့ကရိယာထုပြုပုတ်ကလေးပါဒွင်ဝိဘတ်ပါတယ်နေရာပြကရိယာထုပြုပုတ်ကရိယာထုပြုပုတ်တွေကိုသက်ဆိုင်ရာကရိယာနာမှာပဲထားရမှာဖြစ်တဲ့အတွက်ဟောဒီပုတ်ကလေးကိုရွှေ့လာမယ်ဟောဒီသက်ဆိုင်ရာကရိယာနာမှာရွှေ့လိုက်ဆုံးမသည်ဆိုတဲ့နာကိုရွှေ့လိုက်တော့စာကြောင်းလေးကဘယ်လိုဖြစ်မှာလဲစာကြောင်းမှန်လေးကြည့်ကြည့်မယ်နော်လိမ်မပြောရန်တပည့်များကိုစာသင်ခန်းတွင်ဆရာကဆုံးမသည်ဒီတိုင်းဖြစ်လိုက်ပထမစာကြောင်းနဲ့ဒုတိယစာကြောင်းအဓိပ္ပာယ်လေးကိုချိန်ညှိကြည့်လိုက်အောင်ပထမစာကြောင်းရဲ့အဓိပ္ပာယ်ကဘာဖြစ်နေလဲဆိုတော့လိမ်မပြောရဘူးဘယ်ထဲမှာလဲစာသင်ခန်းထဲမှာလိမ်မပြောပါနဲ့ဆိုပြီးတော့ဆရာကဆုံးမနေတဲ့သဘောလေးကိုရောက်ဒုတိယစာကြောင်းရဲ့အဓိပ္ပာယ်ကကျတော့အဲ့လိုမဟုတ်တော့ဘူးတပည့်တွေကိုဆရာကဆုံးမတယ်ဘယ်နေရာမှာဆုံးမတာလဲစာသင်ခန်းထဲမှာဆုံးမတာဘယ်လိုဆုံးမတာလဲလိမ်ပြောတာကမကောင်းဘူးဒါကြောင့်လိမ်မပြောကြပါနဲ့ဆိုတာကိုဆုံးမအဲ့တော့နေရာကိုပြတာဆုံးမတဲ့နေရာကစာသင်ခန်းဆိုတာလေးကိုပြတဲ့အတွက်တွင်ဝိဘတ်ပါတယ်နေရာပြပုတ်ထားသူဖြစ်ပါတယ်ပထမစာကြောင်းမှာကျတော့ငန်းထဲမှာလိမ်မပြောကြနဲ့တခြားနေရာမှာလိမ်ပြောလို့ရတယ်ဆိုတဲ့သဘောလေးကိုရောက်သွားတာဒုတိယစာကြောင်းမှာကျတော့မဟုတ်ဘူးလိမ်ပြောတဲ့အလုပ်ကမကောင်းဘူးဒါကြောင့်ဘယ်နေရာမှာမှလိမ်မပြောကြပါနဲ့ဆိုတဲ့အကြောင်းကိုစာသင်နေတဲ့စာသင်ခန်းတွင်မှာဆရာကဆုံးမပေးတာဒီသဘောကိုတက်ရောက်သွားတယ်အဲ့တော့ကရိယာထုပြုပုတ်ထားသူလေးနည်းနည်းလေးမှားသွားတာနဲ့စာကြောင်းရဲ့အဓိပ္ပာယ်တွေဒီလွဲမှားတတ်တယ်ဆိုတာလေးကိုသတိထားရမှာဖြစ်ပါတယ်ဒါလေးရပြီဆိုရင်တော့နောက်သင်ခန်းစာတစ်ခုသွားရအောင်နော်နောက်ထပ်ကရိယာထုပြုပုတ်လေးတစ်ခုကျန်နေပါသေးတယ်နှင်းဝိဘတ်ပါတယ်
အသုံးခံပြဖို့နောက်သင်ခန်းစာတစ်ခုကကျတော့နှင်းဝိဘတ်ပါတယ်အသုံးခံပြဖို့အထားသူနှင်းဝိဘတ်ကိုလည်းဘာဖြစ်သုံးတာလဲဆိုတော့ကရိယာအထူးပြုအဖြစ်သုံးတာတာရကလေးကြည့်မှရမယ်ပေါ့နော်တာရကလေးကြည့်အောင်ပါရှင်တာရကလေးတစ်ချက်ဖတ်ကြည့်အောင်မောင်ပါကဒုံနဲ့မောင်လာကိုရိုက်တယ်စာကြောင်းရဲ့အထိပ္ပယ်ကိုအရင်စဉ်းစားဒီစာကြောင်းကမောင်ပါကဒုံနဲ့မောင်လာကိုရိုက်တယ်တာမန်ကြည့်ရင်တော့ဒီလိုပဲမြင်နေမှာပဲမောင်ပါကဒုံနဲ့မောင်လာကိုရိုက်လိုက်တယ်ဒီလိုပဲတာမန်လေးကြည့်ဒါပေမဲ့တေးသေးချာချာတရာနီးရာသူ့ကိုစဉ်းစားမယ်ဆိုရင်မောင်ပါကဘာလို့လဲဒုံနောက်ပြီးတော့မောင်လာသူတို့နှစ်ယောက်လုံးကိုဘာလုပ်တဲ့သဘောကိုရောက်နေလဲဆိုတော့ရိုက်တဲ့သဘောကိုတက်ရောက်ဒုတ်ကိုရောမောင်လာကိုရောနှစ်ခုစလုံးကိုရိုက်တဲ့သဘောတက်ရောက်တယ်နောက်တစ်ခါထပ်ပြီးစဉ်းစားမယ်ဆိုလို့ရှိရင်မောင်ဘကဒုံနဲ့အတူရှိနေတဲ့မောင်လှကိုရိုက်တယ်ဆိုတဲ့သဘောကိုလည်းတက်ရောက်ကဲဒီတော့ဟောဒီနှင်းဝိဘတ်ပါတယ်ကရိယာအထူးပြုအထားသူမှားနေတာ ਨੇ အဓိပ္ပာယ်တွေကလွဲနိုင်တယ်အဓိပ္ပာယ်တွေကနှစ်မျိုးထွက်နိုင်နှစ်ခွာထွက်နိုင်အဲ့ဒီလိုမဖြစ်အောင်ကရိယာအထူးပြုပုဂ္ဂိုလ်နေရာရွှေ့ပေးရကရိယာအထူးပြုပုဂ္ဂိုလ်ကသက်ဆိုင်ရာကရိယာနာမှာပဲမိမိကက်ကက်ရှိရမယ်ဆိုတာလေးရှေ့မှာသိခဲ့ပြီးသားတောက်လျှောက်လဲဒါကိုကြားနေကြတာဒီတော့ကရိယာအထူးပြုလေးကိုဒီမှာရှာရအောင်နှင်းဝိဘတ်ပါတဲ့ကရိယာအထူးပြုလို့ပြောတဲ့အတွက်ကြောင့်ဟောဒီစာကြောင်းမှာနှင်းဆိုတဲ့စကားလုံးလေးကိုရှာလိုက်မယ်နှင်းလေးကိုတွေ့ပြီကဲဒါဆိုရင်သူနဲ့ကက်ရက်ဖြစ်တဲ့ဒုံဆိုတာလေးရွေးလိုက်ဟောဒီဒုံနဲ့ဆိုတဲ့စကားစုလေးရသွားပြီဒီစကားစုလေးဒီကရိယာအထူးပြုပုဂ္ဂလိဖြစ်ပါတယ်အသုံးခံပြပုတ်ကရိယာအထူးပြုပါကရိယာအထူးပြုကသူနဲ့သက်ဆိုင်ရာကရိယာနာမှာပဲနိမိကက်ကက်ရှိရမယ်ဆိုတဲ့အဆိုအတိုင်းဘယ်ကိုရွှေ့မှာလဲဆိုတော့ဟောဒီဒုံနှင့်ဆိုတဲ့ပုဂ္ဂလိကိုရိုက်သည်ဆိုတဲ့ကရိယာနာမှာထားကြည့်ရဒါဆိုဘာဖြစ်မှာတော့စာကြောင်းလေးကအမှန်လေးကြည့်ရအောင်မောင်ဘသည်မောင်လှကိုဒုံနဲ့ရိုက်သည်ကဲဒီလိုလေးတွေ့ရအဲ့တော့အပေါ်ကစာကြောင်းပထမစာကြောင်းနဲ့ဟောဒီပထမစာကြောင်းနဲ့ဟောဒီဒုတိယစာကြောင်းဘာတွေကွဲသွားလဲဆိုတော့ဒုတိယစာကြောင်းမှာမောင်ဘကမောင်လှကိုဘာကိုသုံးပြီးရိုက်လိုက်လဲဒုတ်ကိုသုံးပြီးတော့ရိုက်လိုက်တယ်ဒါကြောင့်သုံးခံပြပုံလို့ပြောတာပထမစာကြောင်းမှာကျတော့မဟုတ်ဘူးမောင်ဘကဒုတ်ကိုရောမောင်လှကိုရောရိုက်တာလို့မောင်ဘကဒုံနဲ့အတူရှိနေတဲ့မောင်လှကိုရိုက်တာလို့မရှင်းနေဖြစ်နေအဲ့ဒီမှာကရိယာထူးပြုပုဂ္ဂလိကိုသူနဲ့သက်ဆိုင်ရာကရိယာနာမှာကတ်လိုက်တဲ့အခါမှာစာကြောင်းဒီအဓိပ္ပာယ်ရှင်းသွားတယ်ဆိုလိုရင်းကိုတိတိကျကျရောက်သွားတယ်ကဲဒါကကရိယာထူးပြုပုဂ္ဂလိတွေအထားသူမှားနေတယ်ဆိုရင်စာကြောင်းတွေကလူရင်းကိုမရောက်နိုင်ဘူးအဓိပ္ပာယ်တွေလွဲတယ်အဓိပ္ပာယ်တွေမရှင်းဖြစ်တယ်နောက်ခွာထွက်တယ်ဒီသဘောကိုပါရကတွေနဲ့ရှင်းပြခဲ့တာပဲဖြစ်ပါတယ်ကရိယာထူးပြုပုတ်အထားအတူအကြောင်းဒီမှာပြီးပါရှင်ကျေးဇူးတင်ပါတယ်